လိန်ကျန်းဖက်တာကိုခံရဘူးလားကျမခံရဘူး HNO News Channel မှာအားလုံးကိုမှကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကအချစ်ရေးနဲ့အိမ်အောင်ရေးဆိုင်ရာအသိပညာဗဟုသုတများကိုမျှဝေပေးရန်တင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင်ကဲတွေ့ကြုံလေးတစ်ခုပြောမှာကွာတလားရှင်တို့လိန်ကျန်းဖက်တာကိုခံရဘူးလားကျမခံရဘူးလားဘယ်လိုမျိုးခံရတာလဲဆိုတော့ကျမတို့ကျမရောက်စဒီရငုံရောက်စတိတ်ကြတယ်ကျမဒီတော့ကျမတက်စီလေးနဲ့ပဲသွားတော့လေလိုင်းကားမစီးနိုင်ဘူးတက်စီကကြတော့ထောင်းလာမခံနိုင်တော့အမပြောနင်းနဲ့တက်စီဘိုးနဲ့မွဲတော့မယ်လိုင်းကားနဲ့သွားမယ်ပါတဲ့လိုင်းကားနဲ့သွားကြကျမတို့ရုပ်ရှင်တော့ကြည့်ကြလားမသိဘူးစူလီမာလေရုပ်ရှင်တော့ကြည့်ပြီးတော့ကနေစူလီကနေစီးရဲဆိုရင်မြောက်တုံဘက်ကိုခိစ္စဆိုတော့တည်ကားခုံတိုင်းလေးရကိုတည်လားကျမနဲ့ခုံတိုင်းလေးရထိုင်ကြညနေချိန်ဆိုတော့လူတွေများတဲ့အချိန်ဖြစ်တာလမ်းရောက်တဲ့လူတွေကတက်ကားကြီးပြည့်လာတော့ကျမကျတော့ဟိုကားရဲ့ဘေးချမ်းပေါ့ကျမကျတော့ဒီရှောက်လန်းဘက်ကအချမ်းမှာထိုင်တော့လူတယောက်ကလေကြီးပေါင်းပြီးနဲ့အသွေးကလည်းမဝတ်ထားဘူးသူကကျမကားထိုင်လက်ကိုဒီလိုကင်တာပေါ့ရှေ့ရတန်းကိုလက်ရှေ့ခုံလက်ကလမ်းကင်တော့ကျမလက်တန်းပေါ့တင်းတဲ့ဒီညာဘက်လက်ပုံမှာသူ့ရဲ့ဥစ္စာကြီးကိုသူ့ထုတ်ကြိုလာတင်လာကျမလက်ဟောရုပ်တရက်ကြီးဆိုဟိုင်းလေးပုံငါလက်ပုံမှာပေါ့နော်ဘာတင်လာလဲဟိုလက်ကြည့်လိုက်တော့အဲ့ဒီကျမဘာဝတ်ထားလဲဆိုဂျင်းစကတ်တိုလေးနဲ့ T-shirt လေးနဲ့ဝတ်ထားဘူးနှက်ကလေးနဲ့ကျမအလိုလေးဝတ်တဲ့ T-shirt ပါအရင်ကြီးရေခိုက်ရမို့ T-shirt ကတော့လုံနေမှာထားတော့ပေါင်းစကတ်ကတော့နည်းနည်းလေးပေါင်းနေလောက်တော့ရှိရပါကျမသူ့ site ကြည့်လိုက်တဲ့တခါသူ့ site ကြည့်တော့ဖယ်သွားတယ်လားနောက်တခါပြန်တင်တယ်သူ့ဥစ္စာကိုကျမလက်ပေါ်မှာလားအဲ့ကျမတခါပြန် site ကြည့်လိုက်တယ်ဂျိုကြည့်ရအောင်တော့နောက်တစ်ခေါက်ဆိုတော့ငါဒီလူကိုអော်လိုက်တော့မယ်ပေါ့အဲ့လိုမျိုးပြောသူကဖယ်သွားတယ်နောက်ကျကျမအမကိုပြောတယ်အမငါ့ကိုအဲ့လိုလိုပဲဆိုတော့ကျမပြောကြားသွားတယ်ကသူဆင်းသွားတာအဲ့မတိုင်ဆင်းသွားအဲ့တခါပြီးတော့ကျမနေပြီးတော့မှနေတော့လေနေပြီးတော့မှခြံဝက်နေအကျဲကြီးဆိုတော့အမကျမတော့လေကျမအဲ့မှာခဏတော့နေတော့ကျမခွေးလေးနဲ့ကောင်ကျမကြောင်းတော့အဲ့ကျမဟိုဘလို့ဒီကနေဆိုဘလောက်ဝေးနေခက်နန်းနေလူတယောက်ကဘယ်နဲ့စောလေးပေါ့နော်ခွေးကြောင်းနေသူကတော့သူအဲ့နားမှာနေပြီးဟိုးထိတ်နာတော့ကနေသူကဘယ်ချိန်နဲ့ကိုကြည့်နေတယ်မသိကိုကတတိမထားမိဖက်ကနေဆိုကိုကကြည့်လိုက်တဲ့ချိန်မှာသူ့တော့ကိုလက်နဲ့ကိုင်တော့အဲ့လိုလုပ်ပြကြောက်သွားလေရုပ်တည်းဆိုဟဲ့ဘာကြီးလဲပေါ့အဲ့နားမှာသွားရဲတော့အဲ့နော်ခွေးနှကောင်ခေါ်ပြီးပြန်လာအဲ့လိုမျိုးအတွေ့အကြုံတွေကပြောရကျမတို့တင်ဆက်သမျှကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့HNO သတင်း channel ကိုစာရင်းသွင်းမထားသေးပါကအခုပဲစာရင်းသွင်းထားဖို့မမေ့ပါနဲ့နော်ရှင်